ကြောက်ဖြူမှာ AA ကိုထိုးစစ်ဆင်နေတဲ့မြန်မာစစ်တပ်ရဲ့စစ်ကြောင်း၃ကြောင်းအနှက်2ကြောင်းပြတ်သွားပြီးနောက်လက်ကျန်စစ်ကြောင်းကိုအင်အားထပ်ဖြည့်ကတာလွန်အင်အားတွေနဲ့တိုင်းချောင်းကိုဦးတီကထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။တက်ပြက်ပြီးနောက်ကြံနေသေးတဲ့နောက်စစ်ကြောင်းကိုအင်အားထပ်မံဖြည့်တင်ကတာလွန်အင်အားတွေနဲ့လေကြောင်းရေကြောင်းမြေပြင်လက်နက်ကြီးပစ်ကူတွေယူပြီးAAထိန်းချုပ်ထားတဲ့တိုင်းချောင်းရွာကိုထပ်မံထိုးစစ်ဆင်လာတာပါအဲ့ဒီလိုထိုးစစ်ဆင်လာရာကနေတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဇိုင်ချောင်းအကျော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကြောင်းတက်ပြက်ရလာအောင်အထိနာခဲ့ပြီးနောက်ထပ်တစ်ဖန်ပြန်လဲစုဖွဲ့ကထိုးစစ်ဆင်ခဲ့တာလို့သိရပါတယ်အခုတိုင်းချောင်းကိုတိုက်ရမှာစစ်တပ်ကအင်အား300လောက်ပါဝင်ပြီးအင်အားဖြန့်ခွဲကနေရာ2ခုကနေထိုးစစ်ဆင်နေတာလို့ဒေသတွင်စစ်ရေးအခြေအနေများကိုစောင့်ကြည့်နေသူတယောက်ကပြောပါတယ်ရှင်